ပါခင်ဗျာတားကတော့ဒိတ်ပိုင်မှာပညာသင်ကြားနေတဲ့ဒီအမှန်ဖြစ်ပါခင်ဗျာဒုတိယပိုင်းနေနဲ့တားကတော့ဂျယ်လီကိုလောက်ပြသွားမှာပဲဖြစ်ပါခင်ဗျာပေါဝင်ပစ္စည်းတွေကတော့တရား160 ဂရမ်ဂျယ်လီမုံသမင်းစားစုံတစ်စုံမာစေးလက်ဖက်စားစုံတစ်စုံတာရှိခံစေးလက်ဖက်စားစုံတစ်ဝါဒါလေးတွေကတော့အကြောင်းအနှံ့ဖြစ်ပါတယ်ခင်ဗျာဒါလေးတွေကတော့ဂျယ်လီထဲမှာခွက်လေးပဲဖြစ်ပါတယ်ခင်ဗျာဟုတ်လားမဦးဆုံးအနေနဲ့စူပီသားရွနေနဲ့တူတာထည့်ပါမယ်ခင်ဗျာပြောလာတယ်မရဘူးလို့ပြောတာရပြီနှစ်စီတိုင်းရိုက်ဆိုရင်တော့တခြားထည့်ပါမယ်ခင်ဗျာပြီးရင်တော့မွေးလိုက်ပါမယ်ခင်ဗျာယခုလိုတရားလေးတွေကျေသွားပြီဆိုရင်တော့ဂျယ်လီမုံမာစေးတာရှိကန်စေးတို့ကိုထည့်လိုက်ပါမယ်ခင်ဗျာတာရှိကန်စေးတို့ကိုထည့်ပြီးသွားပြီဆိုရင်တော့ကျင်းရတဲ့အထိမွေးပါမယ်ခင်ဗျာပြီးသွားပြီဆိုရင်တော့ဒီရောင်နှန်းတို့ကိုထည့်ပါမယ်ခင်ဗျာအရောင်နှန်းကကျွန်တော်ကနှစ်ခုထည့်မှာဖြစ်တဲ့အတွက်ခွဲထည့်ပါမယ်ခင်ဗျာအရောင်နှန်းကိုထည့်လိုက်ပါမယ်ခင်ဗျာပြီးရင်တော့မွေးပါမယ်လိုက်ပါမယ်ခင်ဗျာတော့ဝါဆက်တယ်ပါခင်ဗျာဟုတ်ဒါနဲ့ခဲတော့တယ်ဟိုအထက်ဒါလေးတွေကိုဒီထဲကိုလောက်ထည့်လိုက်ဝင်တော့ဂျယ်လီလေးတွေစားလို့ရတဲ့အနေထားရောက်ပါပြီခင်ဗျာဒါကြောင့်မို့ခွက်လေးတွေထဲကနေထုတ်ပါမယ်ခင်ဗျာပကံများလေးတွေကိုထည့်ပါမယ်ခင်ဗျာနောက်ဆုံးဆုံးခုတော့ဒီဘက်မှာထည့်လိုက်ပါခင်ဗျာကြမ်းကြည့်ဒါလေးကိုလည်းဆက်ထုတ်ပါမယ်ခင်ဗျာတော့ကိုချက်ကောင်းထောင်ထဲမှာအခုလိုအရန်လာပါတဲ့ဂျယ်လီလေးရပါပြီခင်ဗျာအယုတ်ကလေးလည်းပါပါတယ်ခင်ဗျာအားကြပါအောင်ခင်ဗျာဒီလိုလည်းကျွတ်လိုက်ပါဦးမယ်ခင်ဗျာ